Hello အားလုံးမင်္ဂလာပါလူလူပါမဆက် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ Cloud Travel Blog ရဲ့ asset Cloud ကအပြန်ရွာငံမှာ little trip လေးလုပ်ခဲ့တဲ့ blog ဖြစ်ပါတယ် Cloud Travel Blog ကိုမကြည့်ရသေးရင်လည်း channel ထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ကျွန်တော်တို့ရွာငံကိုရောက်တဲ့အခါစိတ်ဝင်စားဖို့ကောင်းတဲ့ဒနိုင်ဇလန်းတွေနဲ့မိမိရဲ့တခင်မတောင်ကိုတက်ခဲ့ပါတယ်ဒီတောင်ကအတွဲလိုင်းကွဲတယ်ဆိုပြီးတော့နာမည်ကျော်တာကြောင့်တောင်ပေါ်ကိုတော့ကျွန်တော်နဲ့ကျွန်တော်အကိုတယောက်ပဲတက်ခဲ့ပါတယ်ဒါကြောင့် single အတက်အသင့်ဆုံးတောင်ထဲမှာပါပါတယ်ဒီတောင်ရဲ့ဒနိုင်ဇလန်းတွေကတပုတ်ကိုပြောရမယ်ဆိုရင်ရှိတုန်းကနန်းဧကရီဆိုတဲ့ချုံမလှပတဲ့ဘင်းသမီးတော်တစ်ပါးကတာမန်ရသားတယောက်နဲ့ချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ဖခင်ဘီရင်ကသဘောမတူလို့ထွက်ပြေးလာကြရင်အခွန်တောင်းတဲ့ရွာကိုရောက်တဲ့အခါမှာတော့ချစ်သူရသားကအခွန်မပေးနိုင်လို့မင်းသမီးလေးကိုထားခဲ့ပြီးသူ့ရွာသူပြတ်သွားခဲ့ပါတယ်။ကြံနေခဲ့ရတဲ့မင်းသမီးလေးကတော့ဖခင်စီကိုပြန်ဝင်မဲ့အခြေအနေလည်းမဟုတ်ဖခင်ဘီရင်ရဲ့အမှုရန်တွေလာဖမ်းတာကိုလည်းမခံနိုင်တော့ပြန်လာမခေါ်တော့တဲ့ချစ်သူကိုမုန်းတဲ့စိတ်တွေနဲ့ကြည်ကဲဝမ်းနေစွာအခုမိမရဲ့တခင်မတောင်ပေါ်ကနေတစ္ဆာမဲတဲ့အတွေ့တွေဒီတောင်ပေါ်ကိုတက်ရင်ကွဲပါစေလို့ကျင်းစာတိုက်ပြီးခုံကြကသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးမင်းသမီးလေးကဒီတောင်ရဲ့အဆောင်ရှောက်ဖြစ်လာပြီးလူတွေကလည်းသူ့ရဲ့ရဲဝန်းတဲ့လုပ်ရကြောင်းမိမိရဲ့တခင်မလို့ခေါ်လာကြတာဖြစ်ပါတယ်ဒီလိုချိန်စာကြောင့်လည်းအတွဲတွေလင်းမြားတွေဒီတောင်တက်ရင်ကွဲရဲဆိုပြီးတော့ခုတိနာမည်ကြီးနေဆဲဖြစ်ပါတယ်ဒါပေမဲ့နောက်ထပ်သမိုင်းမှုကဲတွေလည်းရှိနေသေးတာမို့ဘယ်သမိုင်းကမှတ်နေဆိုတာကိုတော့ပြောလို့မရပါဘူးကျွန်တော်တို့တောင်ပေါ်ရောက်တဲ့အခါအဝေးကလမ်းမြင်ရတဲ့ရတုံမှုဖျားတွေမှာပြောင်းနေကတ်နေတာကိုလည်းတွေ့ခဲ့ရပါတယ်မိမိရဲ့တခင်မတောင်ကနည်းနည်းလေးတော့မှတ်ပါတယ်ရှုခင်းကြည့်လိုက်နားလိုက်နဲ့တက်ရင်တော့အဆင်ပြေပါတယ်တောင်တန်ရင်မြင်ရတဲ့ရှုခင်းတွေကတကယ့်ကိုအမောပြေစေပါတယ်ပြီးတော့တောင်ပေါ်မှာရောက်ကော့ဖေးနဲ့လူရှင်တွေကြောင့်ဖျားစီရီမြောင်များစွာတည်ထားတာကိုလည်းဖူးတွေ့ရမှာဖြစ်ပါတယ်တောင်ထိပ်ကိုရောက်လေရွာငံမြို့ရဲ့စိတ်ဆူလှပတဲ့ရှုခင်းတွေကိုခန်းစားရလေဖြစ်ပါတယ်ကျွန်တော်တို့တောင်ပေါ်မှာဓာတ်ပုံနည်းနည်းရိုက်ပြီးတော့တောင်အောင်ပြန်ဆင်းခဲ့ပါတယ်တောင်ကြီးမှာကတပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေရဲ့တနန်းတွေတိုက်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေရဲ့တိုင်နှန်းတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်။မိမိရဲ့တခင်မတောင်ကနေပြီးတော့ရွာငယ်ခနန်းကြရေတကွန်ကိုလည်းတွားလည်ခဲ့ပါတယ်။ရေတကွန်ရောက်ဖို့လမ်းမကြီးကနေအတွင်းနဲ့တော်တော်ဝင်ရသေးတဲ့အပြင်ကိုကားထားခဲ့ပြီးတော့တိုးရင်နည်းနည်းဝင်ရပါသေးတယ်။ဗဗန်ချာဆန်ဆန်သွားခြင်းတဲ့သူတွေအတွက်တော့အရမ်းမိုက်ပါတယ်။လမ်းကတောင်းရင်နဲ့ရေတကွန်နာပူနီလေးပူကျူးဆိုင်သွားလေးပါပဲတချို့နေရာတွေမှာဆိုဝါဒတာတဲတဲလေးတွေစောက်ထားတဲ့ပုံကသွားရတာဆိုတော့လူကြီးတွေအတွက်ဆိုရင်တိတ်အဆင်မပြေဘူးပေါ့နော်ချော်လဲမှာလည်းစိုးရင်ရပါတယ်ဒါပေမဲ့ရေတကွန်ကိုစတွေ့ခြင်းမှာအမောကိုပြီးသွားတာပါပဲကြောက်ဆောင်ကြောက်တုံးတွေပုံကကြတာမဟုတ်ပဲစိမ့်ဆူနေတဲ့ရင်းကြီးပင်ခုံခုံလေးတွေပုံကကြတာဆိုတော့စိမ့်ဆူပြီးတော့ဘယ်ရေတကွန်မှမတွေ့ရတဲ့ပုံစံကိုတွေ့ရပါတယ်ကြရေတကွန်ဆိုတဲ့အတိုင်းခဏန်းတကယ်ရှိပါတယ်ဟုတ်ကဲ့ပါအခုလိုဗီဒီယိုလေးကိုအဆုံးတအောင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် like and subscribe လေးလည်းလုပ်ခဲ့ပေးပါအောင်နော် See you in the next video